အရေးမဲ့ညာချင်းနေလေကနေအားလုံးကိုကြိုဆိုလိုက်ပါရခင်ဗျာဇလန်းကောင်းနေနာဆင်ဖို့ like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာဇလန်းလေးရဲ့နာမည်ကတော့တိမ်မြုပ်နေတဲ့အရေးအများတို့မဟုတ်ကျုံးအိမ်တော်ကြီးရဲ့လိုအပ်ချက်ပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးစလိုက်ရအောင်ဗျာရန်ကုန်မြို့ရဲ့စူညံကတဲ့လူနေမှုဘဝကနေခဏတာဝေးရာကိုပြေးထွက်ခြင်းနေတဲ့ကိုမင်းသူအတွက်ဘဲကူယိုမအစန္ဒကမြိုင်းစားရဆိုတဲ့ရွာကလေးဟာအကောင်းဆုံးနေရာတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီရွာမှာသူ့ရဲ့အဖိုးဖြစ်သူပိုင်ဆိုင်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ချီတန်းရှိပြီဖြစ်တယ်အသုံးမပြူတာကြာပြီဖြစ်တယ်နှစ်ထကျုံးအိမ်ကြီးတစ်လုံးရှိနေပါတယ်ကိုမင်းသူဟာစာရေးဆရာတူဦးဖြစ်ပြီးနောက်ထပ်ရေးသားမယ်လူဝဆန်းကျဲဝိထုအတွက်စိတ်ကူးတူတူရချင်တဲ့ကြောင့်ဒီငင်းသက်အေးချမ်းတဲ့နေရာကိုရွေးချယ်ခဲ့တာပါရွာထဲကိုရောက်တဲ့နေပါပဲမိုးကတပွဲပွဲရွာနေပါတယ်ရွာသားတွေကကိုမင်းသူကိုဖော်ဖော်ရွေရွေကြိုဆိုကြပြီးမယ်သူတို့အဖိုးအိမ်ကြီးစီတွားမယ်လို့ပြောလိုက်တဲ့အခါလူတိုင်းရဲ့မျက်နှာတွေဟာချက်ချင်းပြည့်ရွင်သွားကြပါတယ်ကိုမင်းသူအဲ့ဒီအိမ်ကြီးကဘယ်သူမှမနေတာကြပြီတော်ရုံးဆိုရင်ရွာသားတွေတောင်အဲ့ဒီဘက်ကိုမတွားရဲကြဘူးအဖိုးကိစ္စပြီးရင်မြန်မြန်ပြန်တာကောင်းမယ်လို့ရွာလူကြီးဥပါတော်ကတတိပေးပါတယ်ကိုမင်းသူကတော့ခေပညာသက်လူငယ်တူဖြစ်ပြီးတရေသက်စေဆိုတာတွေကိုသိမယုံကြည်တတ်ပါဘူးရပါတယ်ဦးလေးကျွန်တော်ကလူသူခင်းဝေးတာကိုပို့ကြိုက်လို့ပါလို့ပြန်ပြောပြီးကျုံးအိမ်ကြီးစီကိုထပ်လာခဲ့ပါတယ်အိမ်ကြီးကိုရောက်တဲ့အခါဟောင်းနှမ်းနေပေမဲ့ခိုင်ခန့်တဲ့ကျုံသားတွေကြောင့်ခညာထေဝါမှုကတော့လျော့ပါမသွားပါဘူးဖုံးလေးတက်နေတဲ့အိမ်ထဲကိုရှင်းလင်းပြီးနောက်ကိုမင်းသူဟာအပေါ်ထက်ကအခန်းတစ်ခန်းမှာနေရာယူလိုက်ပါတယ်ညရောက်တဲ့အခါအပြင်မှာမိုးကပိုတေးလာပြီးလေးကလည်းပြင်းထန်စွာတိုက်ခတ်နေပါတယ်ကျွန်းအိမ်ကြီးရဲ့ချမ်းဖြင်တွေကချက်လန်းတိုင်းမှာတကြောက်ကြောက်နေမြည်ဟီနေပါတယ်ကိုမင်းသူကိုတင်ပေါ်မှာလဲလျောင်းရင်းစားဖတ်နေတော့အောက်ထက်ကနေတဒုံဒုံနဲ့တခုခုကိုထူးရိုက်နေတဲ့အထမ်းကိုကြားလိုက်ရပါတယ်သူထိတ်ခန့်သွားပြီးသမီးယူကအောက်ထက်ကိုဆင်းကြည့်ပါတယ်ဘာမှမရှိပါဘူးလေးတိုက်လို့တခါတည်းပိတ်မိတာထင်မှာပါလို့ကိုဘာသာဖြည့်သိမ့်ပြီးပြန်တက်လာခဲ့ပါတယ်ဒါပေမဲ့အိပ်ပျော်ခန်းကြီးမှာပဲသူအခန်းတကားဝါကနေတိုးညင်းနေရှိုက်ကြည့်တဲ့ငင်ငိုတန်တခုကိုကြားလိုက်ရပြန်ပါတယ်ဒီတခါတော့သိချပါတယ်မိန်းကလေးတယောက်ရဲ့ငိုတန်ပါသူတကားကိုဝန်ခနဲ့ဖွင့်ကြည့်လိုက်ပြီးမဲ့ရှောင်းလန်းမှာပဲသူမှမရှိပဲအေးဆက်ဆက်လေးပင်တစ်ချက်ပဲတိုးဝေသွားပါတယ်ကိုမင်းသူရဲ့ရင်ထဲမှာတော့စိုးရင်စိတ်တွေစတင်ဝင်ရောက်လာပါပြီနောက်တနေ့မှာကိုမင်းသူဟာအင်ကြီးကိုတေးချစွာရွယ်လဲကြည့်ရှုပါတယ်အင်းရဲ့နောက်ဖေးဘက်ကမြေရောက်ခန်းစီသွားတဲ့တကားတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီတကားကတော့ခတ်ထားပေမဲ့တော့ခလောက်ကဟောင်းနှွမ်းနေပါပြီသူတော့ခလောက်ကိုဖျက်ဆီးပြီးမြေရောက်ခန်းထဲကိုအဆင်းသွားပါတယ်မြေရောက်ခန်းထဲမှာဖုံးတွေအလင်းအလင်းနဲ့အသုံးမပြူတာကြပြီးဖြစ်တဲ့အစုံအဆောင်ဟောင်းတွေဒေတာဟောင်းတွေရှိနေပါတယ်ဒေတာဒီလုံးထဲမှာဟောင်းနှွမ်းတွေတရားကြီးစာအုပ်ကလေးတအုပ်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီတရားကြီးကသူ့အဖိုးရဲ့ညီမထီသူမနှင်းစီရေးထားခဲ့တာပါတရားကြီးထဲမှာရေးထားတာကမနှင်းစီဟာကြွာကလူငယ်တယောက်နဲ့ချစ်ကြိုက်ခဲ့ပြီးမယ်အဖိုးဖြစ်သူကသဘောမတူပဲတခြားလူတယောက်နဲ့အတင်းအထက်မှာလက်ထပ်ပေးဖို့အစီအစဉ်ခဲ့ပါတယ်မနှင်းစီကသူချစ်သူနဲ့ခိုးရလိုက်ပြီးဖို့ကြိုးစားခဲ့ပြီးမယ်အဖိုးဖြစ်သူကတည်ရှိသွားပြီးသူချစ်သူကိုတပ်ဖက်ကမနှင်းစီကိုတော့ဒီကျွန်းအင်ကြီးရဲ့မြေအောက်ခံထဲမှာအကျဉ်းချထားခဲ့ပါတယ်မနှင်းစီဟာဒီမြေအောက်ခံထဲမှာပဲစိတ်ဒုက္ခရုပ်ဒုက္ခတွေနဲ့နောက်ဆုံးသေဆုံးသွားခဲ့ရတာပါကိုမင်းသူဟာတရားကြီးကိုဖတ်ပြီးရှင်ထဲမှာမကောင်းချီသွားပါတယ်မနှင်းစီရဲ့မကြိုးလွတ်လွတ်သေးတဲ့ဝိညာဉ်ဟာဒီအိမ်ကြီးမှာဆွဲလန်းနေတာချီရပါမယ်အဲ့ဒီညမှာမိုးကပုံမိုးပြင်းထန်လာပြီးလက်စည်းတွေကလည်းတလက်လက်နဲ့အဆူညံနေပါတယ်ကိုမင်းသူဟာမြေအောက်ခန်းထဲမှာမနှင်းစီအတွက်ဆွဲရည်ချမ်းနဲ့အမြအဝေးကိုပြင်ဆင်လိုက်ပါတယ်ညတန်းခေါင်ရောက်တဲ့အခါမြေအောက်ခန်းထဲမှာအေးဆက်တဲ့လေပြင်းတွေတိုက်ခတ်လာပြီးဖျောင်းတိုင်ကြီးတွေငြိမ်သွားပါတယ်အမောင်ထဲမှာကိုမင်းသူဟာအဖြူရောင်ဝတ်စုံဝတ်ထားတဲ့မိန်းကလေးတယောက်ရဲ့အရှိကိုတွေ့လိုက်ရပါတယ်မနှင်းစီပါသူ့ရဲ့မျက်နှာကလွန်းစွာညှိုးငင်နေပြီးမျက်လုံးတွေထဲမှာတော့ဝန်းနေမှုနဲ့နားကျဲမှုတွေကြော်ပြတ်နေပါတယ်ငါကိုကဲပါဦးငါကိုဒီမှာထားမသွားပါနဲ့လို့သူညင်းတဲ့အတန်းနဲ့ပြောပါတယ်ကိုမင်းသူဟာကြောက်စိတ်ကိုထင်ပြီးအန်တီနင်းစီကျွန်တော်ကအန်တီရဲ့အမျိုးပါအန်တီဖြစ်ခဲ့ရတဲ့ဒုက္ခတွေကိုကျွန်တော်သိပါပြီကျွန်တော်အန်တီအတွက်အမျှဝေပေးပါမယ်ခေါင်းရသူကတိကိုကြွားပါတော့လို့ပြောပြီးအမျှဝေလိုက်ပါတယ်မနှင်းစီရဲ့ဝိညာဉ်ဟာကိုမင်းသူကိုခဏတာစိတ်ချနေပြီးနောက်မျက်ရည်တွေစီးကျလာပါတယ်သူရဲ့ရုပ်သွင်းဟာတဖြည်းဖြည်းနဲ့ချီလည်လာပြီးနောက်ဆုံးမှာတော့အပြုံတစ်ခုနဲ့အတူပျောက်ကွယ်သွားပါတယ်နောက်တနေ့မနေ့မှာမိုးရီဆဲသွားပြီးည
အိမ်ရောင်ကြီးကတာယာစွာထလာပါတယ်။ကျွန်းအိမ်ကြီးဟာလည်းအရင်လို6ခါပွဲမကောင်းတော့ပဲအေးချမ်းတဲ့နေရာတစ်ခုဖြစ်လာပါတယ်။ကိုမင်းတို့ဟာမနှင်းစီရဲ့တရားကြီးကိုယူဆောင်ပြီးရွာကိုပြန်လာခဲ့ပါတယ်။သူရေးသားခဲ့တဲ့နောက်ထပ်ဝတ္ထုကတော့ကျွန်းအိမ်တော်ကြီးရဲ့အရေးညာဆိုတဲ့အမြင်နဲ့အလွန်အောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့ကိုမင်းတို့အတွက်တော့အဲ့ဒီအိမ်ကြီးဟာဝတ္ထုတစ်ပုဒ်ထပ်ဖို့တဲ့သူမိသားစုရဲ့ဝင်နေစရာတမိုင်းကြောင်းနဲ့မကြိုလွတ်လွတ်သေးတဲ့ဝိညာဉ်တစ်ခုကိုကယ်တင်ခဲ့ရတဲ့အမတရားနေရာတစ်ခုဖြစ်နေပါတော့ခဲ့ပါတယ်။ဇလန်လေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။